ဒီနေ့ကတော့ခေါင်းရံအောင် camping trip သွားမှာဖြစ်ပါတယ်ဝဲတော့နေ့လေ7 နာရီကျော်နေပြီဆိုတော့ကျွန်တော်နေ့လေသာစားကြပါတယ်။ထိုင်းမှာတော့ထုံးစံတိုင်းပဲပယ်ဒေတာပဲတော့ပယ်ပဲတော့ကပောင်းနဲ့ပဲညားရပါတယ်။စားပြီးတော့ National Park ကိုသွားဖို့ဆိုင်ကင်ခါကြပါတယ်။ဆိုင်ကင်ကတော့တယောက်ဘတ်300ပေးရပြီး National Park ကိုရောက်ဖို့တော့မိနစ်30လောက်မှဟောပါတယ်။ဒီမျိုးကနေမျိုးဖြစ်တာကြောင့်ဆိုင်ကင်မောင်းတော့တိတ်မရှုပ်ဘူးပဲ။ပိတ်ရဆိုတော့ကားတွေညားပါတယ်။မိနစ်20လောက်မောင်းပြီးတော့နေပူရာနဲ့ပဲ Strawberry Chan လေးမှာခဏနာကြပါတယ်ဒီမှာတော့ဆိုင်နောက်မှာစိုက်ခင်းနေလောက်ထားမို့လို့အေးစစ်စစ်အနားယူလို့ရပါတယ်ဒီမှာခဏနာပြီးဆိုင်ကယ်15မိနစ်လောက်ဆက်မောင်းလိုက်တော့ National Park ထဲကိုရောက်သွားပါတယ်ဒီထဲမှာတော့အချို့ view point တွေမှာနားလာပြီးဆက်သွားလိုက်ပါပဲအခုကတော့ National Park ထဲရောက်နေပါပြီအခုက join လက်ခဏနားနေဖြစ်ပါတယ်အခုတော့ကျွန်တော်တို့ camp လိုက်ရှာနေပါတယ်ဒီထဲမှာရာသီဥတုကအေးလာဆိုတော့ဆိုင်ကယ်မောင်းနေတဲ့အချိန်လေတိုင်တော့အေးရယ်ဒီတိုင်းကတော့တိတ်မထူးဘူးပေါ့နော်အခုကတော့ရက်ထားတဲ့အချိန်ဆိုရင်တော့ပုံမှန်ရာသီဥတုလောက်ပါပဲဒါပေမဲ့အခုတော့လူတွေကတော့ဒီနေ့ကပိတ်ရက်တွေဆိုတော့လူတွေအရန်များပါတယ်အဲ့တော့ဆက်သွားလိုက်ပါအောင်မယ်ခဏနေရော camp တစ်ခုတွေ့လို့ဝင်မေးကြည့်လိုက်တော့အဆင်ပြေတာနဲ့ပဲပစ္စည်းငါပြီးတော့တန်းစာထုတ်ပါတယ်camping တွေ့ကြုံရှိရတဲ့လူတွေမို့လို့တော်တော်အပြေရှာလိုက်မှာပဲကြံလေးရအောင်မြင်သွားပါတယ်ဒီဝင်းထဲမှာ camping ထွက်လိုက်လူတော်များပါတယ်အားလုံးကိုပိုင်ကြံနေပစ္စည်းအစုံမဲ့ကိုလာကြတာပါညနေပိုင်းတော့ဒီနားတစ်ပိုက်လမ်းလျှောက်ကြည့်တော်တော်မိုက်တယ်ညနေနေဝင်တဲ့အချိန်မှာတော့အေးတက်ကတော်တော်လေးကိုတိတ်တာလာပါတယ်ဒီမှာလေးအဆင်မီအများကြီးပေးရတာမဟုတ်တော့ညပိုင်းကငငယ်ကမီးပြတ်နေတဲ့ရက်ကွက်တွေမှာလမ်းလျှောက်နေရလို့ပါပဲဟယ်လိုဒီမှာပါတော့ညဘက်ကြတော့ဒီမှာကျွန်တော်မြန်မာပြည်နဲ့မတူတာအားလုံးကတိတ်တိတ်စိမ့်နေပေါ့နော်ဒီမှာသူ့ file နဲ့သူရာသီဥတုကလည်းအေးတယ်အပေါ်မှာလည်းကျေမြင်ရတယ်အားလုံးတော့သူ့စကားဝိုင်းနေသူပဲပေါ့နော်တချင်းဆိုနေလူလည်းမရှိဘူးအားလေးကတော်တော်မိုက်ပါတယ်ည9 နာရီလောက်ရောက်တော့ဖုန်းအားသွင်းတဲ့နေရာလေးကိုသွားလိုက်ပါတယ်ဒီမှာတော့အားလုံးကအေးအေးနဲ့ပြင်ပန်းတာတွေကြောင်းအားမြင်မြန်ဝယ်ဖို့ထိုင်ဆောင်ရတာတော်တော်ကြပါတယ်ညဝိုင်းတော့လွတ်စရာတိတ်မရှိကြဘူးမို့လို့အေးစီစီကျဲကြည့်ပြီးပဲနားလိုက်ကြပါတယ်နောက်နေ့မနေ့နိုးလာတော့ကော်ဖီလေးတောက်ချင်တာနဲ့အခြား camp တစ်ခုကနေကျွန်တော်မနေ့စောစောရေနူးလေးတက်တောက်ပါတယ်ကျွန်တော်တို့ကမြန်မာပြည်ကနေယူလာတဲ့ Premier Coffee ကိုပဲယူလာတာမို့လို့မနေ့စောစောရတဲ့ဥလေးမှာကွက်တီပါပဲငငယ်ရတောက်လာတဲ့ coffee မို့လို့အခုချိန်မှာပြန်တော့တကယ်ကိုပြောမပြတတ်တဲ့ရတာမျိုးပါ Camping Trip နဲ့ Premier Coffee ကတော့ကျွန်တော်အတွက်အကောင်းဆုံးမနက်ခင်းတစ်ခုကိုစတင်လိုက်လို့ပါပဲမနက်စောစောလေးလမ်းလေးပဲလျှောက်ကြည့်တော့အားလုံးကလေ့ကျင့်ခန်းတွေလုပ်ကြတယ်မနက်စာပြည့်တဲ့သူကပြင်ဆင်နေကြတယ်ကျွန်တော်သိလိုက်တာတခုကတော့ထိုင်းလူမျိုးတွေကတော်တော်အေးချမ်းချမ်းနဲ့နားရီပါးနေကြတာပါကျွန်တော်တို့10 နာရီလောက်ကျတော့ camp တွေပြန်သိမ်းပြီးတော့ပြန်အပ်ခဲ့ပါတယ်ကျွန်တော်တို့အခုရေဒီကနေပြီးတော့ပြန်တက်လာပြီပါတယ်အဲ့တော့ကျွန်တော်တို့ကဆိုင်ကယ်နဲ့သွားဆိုတော့အထုပ်တွေကထားကြတယ်မရှိဘူးပေါ့နော်သွားရင်လည်းလွယ်သွားတဲ့ပေးမှနိုင်တယ်သူတို့ပဲချတာဘယ်သူမှလည်းရေမပြောရသေးဘူးဒါပေမဲ့ဒါပြောဖို့ကောင်းပါတယ်ညနေပိုင်းတော့ကား4 နာရီမို့လို့ကျွန်တော်စောစောလေးပဲပြင်ခဲ့လိုက်ပါတယ်ဘာဖြစ်ဖြစ်ဒီခီးစဉ်တွေကထင်တဲ့ပို့ပြောဖို့ကောင်းပြီးတော့အေးဆေးဖြစ်ခဲ့တဲ့ခီးစဉ်လေးပါထိုင်းမှာနေရာတော်တော်များကိုကျွန်တော်သွားလာတာမကြိုက်ဘူး။ဒီနေရာလေးကတော့ကျွန်တော်ရင်းစိတ်တဲ့နေရာလေးဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။